ရက်မှာခန်းခန်းနားနားအလားပြင်ပြီးတော့အလဲတွားတယ်လူများလို့ပုံကဘလို့ရိုက်မလှဘူးကွာရှုခင်းလာပေမဲ့ပတ်ဝန်းကျင်ရှုပ်ပြီးတော့လူများနေရကွာဖုန်းကင်မရာကိုတူးထိချက်လူကိုအလဲမှာထားပြီးတော့ခေါင်းကအပေါ်ရဲ့မင်းเจ้าမကြော်စေနဲ့တက်နိုင်တယ်လို့လူစုကိုရှောင်လို့ရတယ်ရှုခင်းလဲလာတယ်အဆောက်အဦနဲ့ရိုက်ချင်တဲ့အနီးနားမကတ်နဲ့အဆောက်အဦကြီးနေတော့လူအပုတ်သေးသွားရင်အရှိကိုပြေးလာပြီးတော့ကင်မရာကိုနစ်ထိချက်အဆောက်အဦမကွယ်မရအောင်လူကိုညာဖက်မင်းเจ้าပေါ်မှာထားပန်းခင်းလေးနဲ့ရိုက်ချင်တယ်အဲ့လိုရိုက်ရင်လူတွေအရန်ရှုပ်တယ်ပန်းရဲ့အရှိမှာထိုင်ချပြီးတော့ကင်မရာကိုတူးထိချက်အဲ့လိုရိုက်ရင်အနောက်ကလူစုတွေကတေချာပေါက်မပါတော့ပန်းခင်းရှိနေပြီးတော့ရိုက်ရင်လည်းအတူတူပဲအဲ့လိုမရိုက်နဲ့ကိုယ့်အိမ်ပိုင်ထားတာမဟုတ်တော့အနောက်လူတွေကိုနင်တို့မလာနဲ့လို့ပြောလို့မရဘူးတိတ်တိတ်လေးနေပြီးတော့ပန်းခင်းအရှိမှာထိုင်ချလိုက်နေလုံးကအနောက်မှာဆိုတော့အလင်းပြန်နေတယ်ဒီဘက်ကိုလဲလာခဲ့ပန်းခင်းနဲ့အတူနေအောင်ချီကိုခန်းစားနေလို့ရတယ်အယုတ်ကြီးနဲ့ရိုက်ချင်တယ်အခြားလူလည်းရိုက်နေတော့လူတွေရှုပ်နေရပဲကိုယ့်ရဲ့ကင်မရာမန်ကိုထိုင်ခိုင်းပြီးတော့တူးထိချက်အယုတ်နဲ့လူကနေရာတဝက်စီယူမြက်ခင်းပေါ်ထိုင်ပြီးတော့အဲ့လိုရိုက်ရင်အိမ်ကနေမောင်းထုတ်ခံရတဲ့အတိုင်းမြက်ခင်းပေါ်တထောင်စီနဲ့ထောက်ပြီးတော့ခြေထောက်ကိုကြက်ချေခန့်ချိတ်လိုက်ကင်မရာမန်ကလည်းထိုင်ပြီးတော့အနီးကပ်လာခဲ့လူရဲ့မျက်နှာကိုဘယ်ဖက်မင်းเจ้าပေါ်မှာထားမြက်ခင်းပေါ်လဲပြီး holiday ကိုခန်းစားနေတဲ့ပုံစံကေဘယ်ကားနဲ့ရိုက်ချင်တယ်အဲ့လိုရိုက်ရင်ပတ်ဝန်းကျင်ရှုပ်ပြီးတော့လူလည်းမလာဘူးကင်မရာမန်ကထိုင်ချပြီးတော့တူးထိချက်ကေဘယ်ကားနဲ့လူရှင်းရှင်းလင်းမြင်ရပြီပန်းခင်းတွေပဲကြံပြီးတော့မလိုအပ်တဲ့ရှောက်လန်းတွေမမြင်ရတော့တိပြီလားကောင်းရွေး